အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တင်ဆက်ပေးသွားမှာကတော့ Attack on Titan Anime တွေကမထင်မှတ်ထားတဲ့ဇက်အလှည့်အပြောင်းတွေအကြောင်းပဲဖြစ်ပါတယ်ဒီနေ့ပြောပြသွားမယ့်အရာတွေက series ရဲ့အဆုံးသတ်တင်မဟုတ်ပဲ series တစ်ခုလုံးကိုပါပြောင်းလဲသွားစေမယ့်အရာတွေပဲဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာတော့ Ramira က Attack on Titan တစ်ခုလုံးရဲ့ဇလံအကြောင်းပြောင်းသွားအောင်ကောင်းသုံးပြီးလုပ်ပြသွားခဲ့တာကိုတင်ဆက်သွားမှာဖြစ်ပါတယ်spoiler တွေပေါ်နိုင်တဲ့အတွက်သတိပြုပြီးကြည့်စေချင်ပါတယ်။ Anime လောကရဲ့နာမည်အကြီးဆုံးတွေကတစ်ခုဖြစ်တဲ့ Attack on Titan ရဲ့အဆုံးသတ်ဟာMikasa တယောက် Eren ကိုတပ်ပြေးလိုက်ရတာနဲ့အဆုံးသတ်ထားပါတယ်။ဒီတရားကနေနှစ်ပေါင်း2000ကြာပြိနေထားတဲ့သူကိုပြန်ရင်ဆိုင်ဖို့ဆိုတာဖြစ်နိုင်သေးတယ်လို့ Ramia တယောက်သဘောပေါက်ခဲ့ပါတယ်။လူတွေသူတို့ချစ်တဲ့သူကိုဆုံးရှုံးရတဲ့အခါခံစားရတဲ့နာကျင်မှုကိုကြော်လွန်နိုင်ခဲ့တာကိုကြည့်ပြီး Ramia ကပြုံးနေခဲ့ပါတယ်။ Eren ဟာ Titan တွေအားလုံးကိုအပြီးပိုင်းရှင်းထုတ်နိုင်ခဲ့ပေမဲ့သူရဲ့ Titan အသွင်ကိုတော့ပြန်ရခဲ့ပါတယ်။ဒါပေမဲ့ Ramira နဲ့ Mikasa တို့စကားပြောပုံအရဆိုရင်ဒီထက်အများကြီးပိုကျပြန်တာတွေရှိနေပါသေးတယ်။အဲဒီနောက် Attack on Titan ပရိသတ်69ရာခိုင်နှုန်းလောက်မမြင်ခဲ့တဲ့အချက်တစ်ချက်ကိုတွေ့ခဲ့ရပါတယ်။ Ramira ဟာပထမဦးဆုံး Titan ဖြစ်တဲ့အပြင် Titan 9မျိုးလုံးစုပေါင်းထားတာဖြစ်တဲ့အတွက်ပထမဦးဆုံးသော Attack Titan ဖြစ်ကအနာဂတ်ကိုကြုံမြင်နိုင်စွမ်းရှိသူလည်းဖြစ်ပါတယ်။ Season 4မှာတော့ Attack Titan တွေဟာအရင် Attack Titan တွေစီမှတ်ဉာဏ်တွေပို့ပေးရမျိုးလုံးနိုင်နေဆိုတာသိခဲ့ရပါတယ်။ဒီလိုလုံးနိုင်တာကြောင့်အတိတ်ကိုအချိန် timeline တစ်ခုတည်းဖြစ်သွားအောင်ပြောင်းလဲနိုင်ပါတယ်။အရင် Titan တွေဟာအသုံးပြုတဲ့လူမတူရင်ကြောင့်မှအရင်ကစွမ်းရည်တွေကိုအသုံးချနိုင်စွမ်းရှိပါတယ်။ Ramia ဟာပထမဦးဆုံးနဲ့အတန်းမာဆုံး Titan တစ်ကောင်ဖြစ်တဲ့အတွက်လမ်းကြောင်းတွေထဲမှာ Titan အသစ်တွေလုံနေခဲ့တယ်လို့တော့မထင်ပါဘူး။ဒီထက်ပိုကြီးရဲ့အကြံစီတစ်ခုကိုလုံနေမှာပါ။အခုပြောပြသွားမယ့် theory ကတော့ဇာတ်ကြောင်းတစ်ခုလုံးကိုပြောင်းလဲသွားစေမယ့် theory ပဲဖြစ်ပါတယ်။ Mikasa က Ramia ကိုနှုတ်ဆက်စကားမပြောခင်ထင်ထားတာထက်ပိုအဓိပ္ပာယ်ရှိတဲ့အရာတစ်ခုဖြတ်ခနဲ့မြင်ခဲ့ရပါတယ်။ Ramia ဟာဘရင်ကြီးအတွက်လှမ်းကိုဝင်မခံပေးခဲ့ပဲကလေးတွေနဲ့ပဲနေဖို့ဆုံးဖြတ်ခဲ့တာကိုဖြတ်ခနဲ့တွေ့ခဲ့ရပါတယ်။ Ramia ဟာ Mikasa Eren ကိုတတ်တဲ့မှတ်ဉာဏ်တွေနဲ့အတူသူမရဲ့ဖိနှိပ်ခံရမှုကိုအဆုံးသတ်ပြီးမှတ်ဉာဏ်တွေပေါ် Attack Titan ရဲ့အစွမ်းနဲ့လှမ်းမပြစ်ခင်အတိတ်ကိုပြန်ပို့ပေးခဲ့တယ်လို့ထင်ရပါတယ်။ဒါကြောင့် Ramia လည်းလှမ်းကိုဝင်မခံပေးတော့ပဲဘရင်ကြီးကိုတေဆုံးစေခဲ့တာဖြစ်နိုင်ပြီးအနာဂတ်ကိုပြောင်းလဲခဲ့တာဖြစ်နိုင်ပါတယ်။ဒီလိုရဟာဘရင်ကြီး Phrase ရဲ့နာမည်ချက်ထွေမှုကိုအဆုံးသတ်စေခဲ့ပြီး Titan တွေဟာလည်းမျိုးဆက်တစ်ဆက်ကနေဆက်မကွာလာတော့ပါဘူး။ Attack on Titan ဇာတ်ကြောင်းမှာဒီ theory ကအတိတ်ပဲရှိနေပြီးဇလန်ထဲမှာပဲ alternate ending တစ်ခုကိုဖြတ်ခနဲ့တွေ့နိုင်ပါတယ်။ဒီ theory အတွက်သက်သေတွေအများကြီးလည်းရှိနေပါသေးတယ်။အတိတ်ကိုပြောင်းလဲတာက Attack on Titan ဇာတ်ကြောင်းထဲမှာတစ်ချိန်မကဖြစ်ဖို့ပါတယ်။ Eren တယောက်သူ့အဖေကိုပထမဦးဆုံး Titan ကိုရယူဖို့တိုက်တွန်းတုန်းကလည်းအတိတ်ကိုပြောင်းလဲဖို့ကြိုးစားခဲ့တာတွေ့ရမှာပါ။ဒီနာရဲ့ Titan က Eren အမေကိုစားခဲ့တာကိုလည်းသိခဲ့ကြပြီးဖြစ်ပါတယ်။ဒါတွေကဇလန်အသစ်တွေမဟုတ်ပါဘူး။ရှိပြီးသားအရာတွေထပ်ဖြစ်နေအောင်ကိုပြောပြနေရဖြစ်ပါတယ်။ဒါပေမဲ့ Eren တယောက် Ramira ကိုပထမဦးဆုံးပြောခဲ့တဲ့စကားတွေကထင်ထားတာထက်ပိုပြီးစိတ်ဝင်စားစရာကောင်းပါတယ်။ Eren ကငါ့ကိုဒီနေရာအထိရောက်အောင်ခေါ်လာတာနင်လားတော်တော်စောင့်နေကြရတာပဲဆိုပြီး Ramira ကိုပြောခဲ့ပါတယ်။ဒါကိုကြည့်ရင် Ramira ကအတမထွက်ခင်လုပ်ခဲ့တဲ့အမားတစ်ခုကိုပြန်ပြင်ဆင်ဖို့အတွက် Attack on Titan တမိုင်းကြောင်းတစ်ခုလုံးကိုပြောင်းလဲခဲ့တယ်လို့ပြောနိုင်ပါတယ်။ဒါကြောင့် Eren ဟာ Ramira ကြံစီခဲ့တဲ့ timeline ပေါ်မှာပဲရှိနေမှာဖြစ်ပြီးစစ်မှန်တဲ့လွတ်လပ်မှုကိုဘယ်တော့မှရနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်ပဲပါရာဒီမှာအာမင်တယောက် Eren ကိုကြော်လျောင်းလို့ခေါ်တော့ Eren တိတိတသားဒေါသထွက်ခဲ့ရဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့နောက်ဆုံးစကားပြောခန်းတွေမှာတော့ Eren ကသူ့လောက်ရက်တွေရဲ့နောက်ဆက်တွဲတွေကိုသူမမြင်နိုင်ကြောင်းနဲ့ကြားလက်တစ်ခုတည်းသာထွက်လာဖို့လိုကြောင်းအာမင်ကိုပြောပြခဲ့ပါတယ်။ Eren ကဒီနောက်ဘာတွေဖြစ်လာမလဲမသိပါဘူး။ဘာဖြစ်လို့လဲဆိုတော့အရီနောက်ဆိုတာမရှိတော့လို့ပါ။ Eren နဲ့ Mikasa ရဲ့လုံရက်တွေဟာပိုကောင်းတဲ့အနာဂတ်ကိုဖန်တီးဖို့အတွက်အတိတ်ကိုပြန်ပို့ပေးလိုက်တဲ့မှတ်ဉာဏ်တွေပဲဖြစ်နေပါတယ်။ Eren ကအာမင်ကိုသူဘလို့စူးစမ်းအနာဂတ်ကိုမပြောင်းလဲနိုင်ဘူးလို့ပြောခဲ့ရကဒီ theory ကိုပိုသေးချာစေခဲ့ပါတယ်။ Mikasa နဲ့ Ramia ရဲ့နောက်ဆုံးစကားပြောခဲ့မှာ Mikasa ကအထူးဆန်းဆုံးနည်းနဲ့ Ramia ကိုကျေးဇူးတင်စကားပြောခဲ့ပါတယ်။ Mikasa က Ramia အကြောင်းသာသူမအသက်ရှင်ဖြစ်တည်နေရလို့ပြောပြခဲ့ပါတယ်။ဒီစကားရဲ့အဓိပ္ပာယ်ဟာ Ramia တယောက်လှမ်းကိုအစားဝင်ခံပေးခဲ့တဲ့အတွက်ဒီကဘာကြီးဒီလိုပုံစံဖြစ်နေရတာဖြစ်ကြောင်းနဲ့Mikasa တယောက်ခက်ခဲကြမ်းတမ်းတဲ့ဘဝကိုရခဲ့တယ်လို့ဆိုနိုင်ပါတယ်။
မီကာဆာကအသက်ရှင်ရတဲ့အတွက်ကျေးဇူးတင်တဲ့ပုံပေါ်ပေမဲ့ဘရင် Prince အတွက်လှမ်းကိုဝေခံပေးခဲ့တဲ့လောက်ရဟာမှားမှန်တည်နေပါတယ်။မီကာဆာဟာရာမီယာကိုပဲနှုတ်ဆက်နေရမဟုတ်ပဲတလောကလုံး timeline ကြီးတစ်ခုလုံးကိုနှုတ်ဆက်နေတာဖြစ်နိုင်ပါတယ်။ဇလန်တဲမှာလည်းဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကဒီလိုရလဒ်ဖြစ်လာဖို့မိမောင်ထိုးပြနေရအများကြီးရှိပါတယ်။ Lost Girl OVA အပိုင်းတစ်ပိုင်းတဲမှာလည်းမီကာဆာနဲ့အရန်တို့ကြောင်ပိတ်မိပြီးခွေးရီစားတာခံရမယ့်အချိန်မှာရုတ်တရက်နှလုံးခုန်တန်းအကျယ်ကြီးကြားပြီးနောက်ခွေးရီအကြောင်းပြချက်မရှိနဲ့ပြန်သွားခဲ့ကြပါတယ်။ဒါကိုကြည့်ရင်မီကာဆာကအနာဂတ်မှာအရေးပါလာမယ့်လူဆိုတာသိနိုင်ပါတယ်။အဲ့ဒီအပိုင်းမှာပဲလိပ်ပြတကောင်ကြောင့်မီကာဆာတယောက်ANကိုဘရောဝကဲလို့ရမှာမဟုတ်ဘူးဆိုတာအတွေးပေါက်သွားခဲ့တာကိုမြင်ရမှာပါ။ထူးဆန်းတဲ့မျက်မှန်နဲ့သူကလည်းအရန်နဲ့တေချင်းတရားဟာခွဲခွာလို့မရကြောင်းမီကာဆာကိုပြောပြခဲ့ပါသေးတယ်။သူရဲ့ကံကြမ္မာနဲ့အနာဂတ်ဟာတတ်မှတ်ပြီးသားဖြစ်ပါတယ်။လိပ်ပြတွေဟာလည်းလူတွေရဲ့ဝိညာဉ်အတိတ်ပြစ္ဆုတ်ပံနဲ့အနာဂတ်ကိုကိုးစားပြုပါတယ်။ရာမီယာကမီကာဆာကိုအမြင့်အာရုံတွေပြသခဲ့ပြီးလိပ်ပြတွေအနေနဲ့ဘာလို့ရမယ်ဆိုတာလမ်းပြပေးခဲ့ပါတယ်။ဒီပုံစံတွေဟာအရန်တယောက်အတိတ်ကိုပြောင်းလဲဖို့စ조사ခဲ့တဲ့ပုံစံတွေနဲ့အတူတူဖြစ်ပါတယ်။အရန်ဟာအနာဂတ်မှာတူညီတဲ့ရာလတ်တစ်ခုရှာလာဖို့အတိတ်ကိုအနည်းဆုံး2ခါလောက်တော့ပြောင်းလဲခဲ့ပါတယ်။စီစဉ်1တဲမှာတွေကအရွယ်ရောက်ပြီးသားအရန်ရဲ့ပုံရိပ်တွေဟာအတော်များများမှာပါရှိပါတယ်။အရန်ကအရာအားလုံးအစီအစဉ်တကျဖြစ်ရလားဆိုတာလိုက်စစ်ဆေးနေပုံပါပဲ။ရာမီယာကလည်းအနာဂတ်လုံးဝပြောင်းလဲသွားစေဖို့အတိတ်ကိုပြောင်းလဲခဲ့ပါတယ်။ရာမီယာဟာစကြောင်းတစ်ခုလုံးကနေအရန်ရဲ့ထွက်သက်အထိရှိနေပါတယ်။ရာမီယာကလည်းသူ့အစီအစဉ်အတိုင်းဖြစ်မဖြစ်တေချာအောင်လိုက်ဆောင်ကြည့်နေကြတာဖြစ်ပါတယ်။ဆိုတော့ရာမီယာကဘာလို့ဒီလိုလုပ်ကြလဲ။ရာမီယာရဲ့ဘဝဟာအလူယူခံထားတာဖြစ်ပြီးကိုပိုင်လွတ်လပ်ခွင့်လည်းမရတဲ့အပြင်စကားပြောနိုင်စွမ်းလည်းမရှိပါဘူး။ရာမီယာဟာရက်ဆက်ကြမ်းကြုတ်တဲ့ခေါင်းဆောင်တယောက်လက်ထက်မှာကျွန်တယောက်လိုဖြစ်ခဲ့ရပြီးနေမြေချဲထွင်ရေးဆိုတဲ့အကြောင်းပြချက်နဲ့လူအသက်ပေါင်းများစွာကိုတတ်ခဲ့ရတာဖြစ်ပါတယ်။ဒါရင်မကသေးပဲတည်ဆုံသွားပြီးရဲ့နောက်မှာတရားထက်ဆိုတဲ့အရာကိုခန်းစားခဲ့ရပါတယ်။ရာမီယာဟာတိုက်တန်တွေကိုတသက်လုံးဖန်တီးပေးခဲ့ရပါတယ်။ရာမီယာဟာကိုပိုင်ဘဝတစ်ခုမရခဲ့ပဲကလေးတွေနဲ့အတူမနေခဲ့ရပါဘူး။ရာမီယာကသူ့စီကဆင်းသက်လာတဲ့တိုက်တန်မျိုးဆက်တွေကြောင့်လူတွေအများကြီးဒုက္ခရောက်ကြမယ်ဆိုတာသိခဲ့ပါတယ်။ဒါတွေကြောင့်ပဲရာမီယာကအနာဂတ်ကိုပြောင်းလဲချင်တာဖြစ်ပါတယ်။အရန်ရဲ့အကြံစီတွေအလုံးမဖြစ်ခဲ့ဘူးဆိုတာကိုလည်းနောက်ဆုံးအခန်းမှာတွေ့ရမှာပါ။အရန်ကတကမ္ဘာလုံးလူဦးရေ80ရာခိုင်နှုန်းလောက်ကိုတပ်ဖြတ်ခဲ့ပြီးသူ့လုပ်ရတွေကြောင့်ပြိပခတွေလည်းအများကြီးဖြစ်ပေါ်ခဲ့ပါတယ်။သူကပုတ်ကျိုးဟာလည်းပျက်စီးခဲ့ရပါတယ်။သူကအာမင်နဲ့အတူကမ္ဘာကြီးကိုမမြင်နိုင်တော့ပါဘူး။ဒီနောက်စီကအကောင်းဆုံးကတော့အရန်ဒီယိုစ်မီကာဆာကိုသူ့ရဲ့အထူးမာနိုင်တဲ့စွမ်းရည်ကိုပြလိုက်ရတာဖြစ်ပါတယ်။အသက်ကိုက်တန်ရဲ့စွမ်းအားနဲ့အတူရာမီကာဟာပျော်ရွှင်မှုကိုရှာတွေ့နိုင်ခဲ့ရုံသာမကပဲတိုက်တန်တွေကြောင့်ဖြစ်ပေါ်လာတဲ့နာကျင်ခံစားမှုကိုတားဆီးနိုင်ခဲ့ပါတယ်။အသက်ကိုက်တန်ရဲ့စွမ်းရည်ကိုဒီလိုအသုံးမပြုရတာဖြုံးတိပြလိုက်သလိုဖြစ်နေပါတယ်။အသက်ကိုက်တန်တွေကအသက်တွေနဲ့ဇလန်တွေဟာရာမီယာတယောက်ဘရင်ကြီးအတွက်စရေခံလိုက်ရလို့ဖြစ်လာတာပါ။မီကာဆာကအရန်ကိုတပ်ပစ်လိုက်တဲ့မှန်ညံကြောင့်ရာမီယာကဘရင်ကြီးရဲ့အသက်ကိုမကဲဝံ့ဆုံးဖြတ်ခဲ့ပါတယ်။လူတယောက်ကအဂျက်တိုက်တန်ရဲ့အစွမ်းကိုတစ်ခါပဲသုံးခွင့်ရမယ်ပြောရင်အရင်ကတိုက်တန်တွေအရန်နဲ့တိုက်ခိုက်နေတော့အစွမ်းတွေသုံးနေကြတာကိုသတိရပေးပါ။ဒါကြောင့်ရာမီယာကအတက်တိုက်တန်ရဲ့အစွမ်းကိုအသုံးပြုနိုင်တာဖြစ်ပါတယ်။အရန်ကဒီမှညံကိုရာမီယာစီပို့ပေးလိုက်တာဖြစ်နိုင်ပါတယ်။အရန်အသက်မသေးခင်မျိုးလုံးကိုဖွင့်လိုက်တာကမီကာဆာကိုကြည့်ဖို့မဟုတ်ပဲရာမီယာစီကိုပို့မှညံဖတ်လိုက်တာဖြစ်နိုင်ပါတယ်။ဒါကြောင့်အဲ့ဒီအပိုင်းရဲ့နာမည်ဖြစ်တဲ့2000 year ကလည်းအတိတ်ပဲပို့ရှိသွားပါတယ်။အန်ဟာရာမီယာစီကို2000ကြာတဲ့မှတ်ညာပို့ခဲ့တာဖြစ်ပါတယ်။ဖရီဒါကခေါင်းပြီးနေတော့မှန်လေးမှာအရန်ကိုတွေ့သွားတဲ့အတွက်ပထမဦးဆုံးတိုက်တန်တွေကလည်းအနာဂတ်ကသတင်းရရှိသွားနိုင်ပါတယ်။ရာမီယာပဲဖြစ်ဖြစ်အရန်ပဲဖြစ်ဖြစ်အတက်ကိုက်တန်ရဲ့ပေါင်းစည်းမှုပဲဖြစ်ဖြစ်မီကာဆာအရန်ကိုတက်လိုက်တဲ့မှတ်ညာကတော့ရာမီယာအနာဂတ်ကိုပြောင်းလဲတဲ့နေရာမှာအဓိကကျန်ခဲ့ပါတယ်။ရာမီယာကတာမန်လိုနေထိုင်ခဲ့ပြီးတာမန်လိုပဲတည်ဆုံခဲ့တဲ့အတွက်တိုက်တန်တွေလည်းမျိုးစမပြန့်ပွားတော့ပါဘူး။ဒီနည်းလမ်းဟာနာကျင်ခံစားမှုအနည်းဆုံးနဲ့အကောင်းဆုံးရလဒ်ထွက်အသင့်တော်ဆုံး theory တစ်ခုဖြစ်ပါတယ်။အတက်ကိုတိုက်တန်ရဲ့နောက်ဆက်တွဲတရားတွေဟာစစ်ပွဲနဲ့ပြည့်စည်ဆောင်ရှောက်မှုတွေတာဖြစ်ပေမဲ့ဇလန်အစုံမှာပြလာတဲ့ပြောက်ကွက်လေးကြောင့်အခြားအရာတွေတွေးလို့ရပါတယ်။ရာမီယာတော့အတိတ်မှာဘီယန်ကြီးအတွက်စရိမခံခဲ့ရင်ကဘာကြီးဟာစစ်မှတ်အမုန်းတရားမရှိတော့ပါဘူး။ဒီကောင်လေးကအရန်နဲ့မီကာဆာရိုရဲ့ကလေးဖြစ်နိုင်ပါတယ်။အရန်နဲ့မီကာဆာရိုကရောတိုက်တန်တွေမရှိပဲအေးချမ်းချမ်းနေလို့ရနေမှာပါ။ဒီခွေးလေးနဲ့ကောင်လေးဟာကဘာအစ်စ်မှာမွေးဖွားလာတဲ့အရန်ဖြစ်နိုင်ပါတယ်။အရန်ကရာမီယာရဲ့အုပ်ကိုရှင်မရက်နေနိုင်ပါတယ်။ရာမီယာဟာအတိတ်ကိုပြောင်းလဲပြီးတကယ်တမ်းအေးချမ်းတဲ့ကဘာကိုအသွင်ဖော်နိုင်ခဲ့လားတကယ်လို့ကြည့်နေတဲ့သူကရာမီယာလိုအစားမျိုးရှိနေမယ်ဆိုရင်ဘဝကိုပျော်ပျော်ရွှင်ရွှင်နေပြီးလူပေါင်းများစွာရဲ့အသက်ကိုကယ်မလားဒါမှမဟုတ်ကဘာကြီးကိုစစ်မှတ်အမုန်းတရားထဲမှာဆက်ပြီးပိတ်လောင်ထားမလားဖြစ်ပေးခဲ့ကြပါဦးရှင်
ဗီဒီယိုလေးကတော့ဒီအထိပါပဲအဆုံးထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်